လူသားတွေမှာတော့မွေးကလေးကဘသူကဘာဖြစ်လာမယ်ဆိုတာကိုကြိုပြီးသတ်မှတ်မထားပါဘူးဒါပေမဲ့မော်ဆရာတွေမှာတော့သူတို့ရဲ့ကံကြမ္မာကိုမွေးကလေးကသတ်မှတ်ထားပြီးသားဖြစ်ပါတယ်ကောင်းမလေးတစ်ယောက်ကရေကန်ထဲကိုလာပြီးအဝတ်တွေလျှော်နေတာကြောင့်ရေတွေကညစ်ပတ်သွားပါတယ်ဒါပေမဲ့ရေကန်ကမော်နဲ့လှုပ်ထားတာဆိုတော့ခဏနေတဲ့အခါရေတွေပြန်ကြည်လင်သွားပါတယ်ဒီကောင်းမလေးရဲ့နာမည်ကကိုဖြစ်ပြီးမော်ပညာကိုအရန်ယူတွတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်အခုလည်းသူကအဝတ်တွေကိုမော်နဲ့လွင်သွားအောင်လုပ်ကြည့်နေပါတယ်လေတိုက်တဲ့တင်းကြောင့်အဝတ်တွေလွင့်သွားတော့သူကဒီလိုလှုပ်ခိုင်းတာမဟုတ်ဘူးလို့ပြောနေရင်လည်းယထာလုံးတစ်စီးကိုမြင်လိုက်လို့အရန်ကိုအံ့ဩမြင်တက်သွားပါတယ်မော်ပညာကိုအရန်နှစ်သက်တဲ့ကိုဟာမော်နဲ့နီးစပ်တဲ့ယထာလုံးကြောင့်စိတ်လှုပ်ရှားပြီးအောက်ကိုဆင်းလာရင်လူတစ်ယောက်နဲ့တိုက်မိလို့တောင်းပန်လိုက်ရပါတယ်ကိုတို့ကအထယ်ဆိုင်လေးဖွင့်ထားတာဖြစ်ပြီးအထယ်ရွေးနေတဲ့မိန်းကလေး၃ယောက်ကယထာလုံးနဲ့လာတာမှန်းသူမသိပါဘူးစိတ်လှုပ်ရှားနေတဲ့ကိုသူတို့ကမဟုတ်ဘူးလို့ဘေးကလူကပြောပြပါတယ်ကိုဘေးကဖောက်တယ်ကလည်းမိကိုရောင်အထယ်လိုချင်တယ်လို့ပြောလို့အမေဖြစ်သူကကိုတာဝန်ပေးလိုက်ပါတယ်အထယ်ရွေးပေးပြီးသွားရင်ယထာလုံးသွားကြည့်လို့ရမလားလို့သူကမေးလိုက်ပြီးဘယ်တော့မှမော်ဆရာဖြစ်ချင်တယ်လို့ထပ်မပြောတော့ဘူးလို့ဂရီပေးမှပဲအမေကသွားကြည့်ခွင့်ပေးလိုက်ပါတယ်ဖောက်တယ်ပြောတဲ့အတိုင်းမိခိုးရောင်ပိတ်ကိုယူပြီးလက်နဲ့တိုင်းတာတွေလုပ်နေပါတယ်အဲ့ဒီနောက်ပေးတယ်မပါပဲမြင်းကိုဖြောက်နေအောင်ဆွဲပြီးကက်ကြီးနဲ့တေးတက်အောင်ညှက်တာကိုကြည့်ပြီးဒါဟာမော်ဆန်လိုက်တာလို့ဖောက်တယ်ကပြောပါတယ်ကိုကလည်းမော်ဆိုတာကဒါထက်ပိုပြီးလှပတဲ့အကြောင်းကိုပြန်ပြောပြနေပါတယ်ဘာလို့မော်ပညာကိုအဲ့ဒီလောက်ထိကြက်ရတာလဲလို့ဖောက်တယ်ကမေးလိုက်ပါတယ်ဒီဇလန်းစတင်ခဲ့တာကတော့ပွဲတော်တစ်ခုမှာမျက်နှာဖုံးတက်ထားတဲ့မော်ဆရာနဲ့တွေ့ခဲ့တာကနေစတာပါဘယ်ကနေရောက်လာမှန်းမသိတဲ့မြက်နှဖုံးဝတ်ထားသူကမော်စာအုပ်ဝယ်မလားဆိုပြီးအရင်စကားဆက်ပြောပါတယ်မော်ဆိုတာဘာမှမသိသေးတဲ့ကိုကကလေးပီသဘောကျသွားပြီးစိတ်ဝင်စားတာကြောင့်မော်စာအုပ်နဲ့မော်ချိန်လုံးကိုဝယ်ခဲ့ပါတယ်အဲ့ဒီလိုနဲ့သူ့အမေနဲ့ပြန်တွေ့တော့ဒီအကြောင်းတွေကိုပြန်ပြောပြနေပါတယ်ကြီးလာရင်မော်ဆရာဖြစ်ချင်တဲ့အကြောင်းကိုလည်းပြောပြပါတယ်ဒါပေမဲ့မော်ဆရာဆိုတာမော်စွမ်းအင်မွေးရပါလာတဲ့သူတွေပဲဖြစ်နိုင်တာလို့ပြောပြပေမဲ့ယုံကြည်မှုပြင်းထန်နေတဲ့ကိုတော့အမေဖြစ်သူကလက်မခံပါဘူးအဲ့ဒါကြောင့်ကိုကမော်ဆရာဖြစ်နိုင်တယ်ဆိုပြီးအမေကချော့ပြောလိုက်ပါတယ်လက်ရှိအချိန်မှာတော့အပြင်ကနေစူညံတဲ့အတန်တစ်ခုကြားလိုက်ရလို့ကိုလည်းအမြန်ပြေးထွက်သွားရကလေးနှစ်ယောက်ကြောင့်ယထာလုံးပြတ်သွားတာဖြစ်ပါတယ်အမေဖြစ်သူကကလေးတွေကိုစားတောင်းပန်နေပေမဲ့တောင်းပန်နေလဲယထာလုံးကပြန်ကောင်းမလာဘူးလို့အပြစ်တင်ပြောဆိုနေပါတယ်သူပြင်ပေးရမလားလို့မေးပြီးအဲ့ဒီလူကမော်ဆရာတွေစောင်းရရှိတဲ့အုတ်ထုတ်ချုံကိုထုတ်လိုက်ပြီးသူ့နာမည်ကမော်ဆရာကွီဖြစ်တယ်လို့မိတ်ဆက်လိုက်ပါတယ်သူပြင်ပေးလို့ရပေမဲ့နေရာတစ်ခုလိုလဲဆိုလို့အလုပ်ယုံကိုသုံးပါလို့ကိုကပြောလိုက်ပါတယ်ကိုကသူအရန်မျောလင့်နေတဲ့မော်သုံးတာကိုမြင်ရမယ်လို့ထင်ထားပေမဲ့ကွီကသူ့ကိုအပြင်မှာထားခဲ့ပြီးမော်သုံးတဲ့အချိန်မှာအထဲကိုဘယ်သူမှမဝင်လာအောင်စောင့်ကြည့်ခိုင်းထားပါတယ်မော်ဆရာတွေကပဲမော်သုံးနိုင်တာကိုဘာလို့ပေးမကြည့်တာလဲဆိုတာကိုစဉ်းစားရင်းကိုကတော့ချောင်းကြည့်ဖို့လုပ်နေပါတယ်ချောင်းကြည့်မဲ့ကလေးနှစ်ယောက်ကိုတားလိုက်ပြီးသူပဲကြည့်မယ်ဆိုပြီးတကားကိုဖွင့်လိုက်ပေမဲ့အထဲမှာကာထားတဲ့လိုက်ကကြောင့်စိတ်ပြတ်သွားပါတယ်ဒါပေမဲ့လေထဲမှာလွင့်နေတဲ့အဝတ်တွေကအထဲဝင်ဖို့နီလန်းတစ်ခုကိုပြပေးလိုက်ပါတယ်အပေါ်ရောက်သွားတဲ့ကိုဟာခြာထားတဲ့စာအုပ်ကိုကောက်ယူပြီးမော်သုံးတာကိုချောင်းကြည့်ဖို့လုပ်ပေမဲ့သူ့ရဲ့အသိစိတ်ကတားဆီးနေပါတယ်ဒါပေမဲ့သိကျင်စိတ်ကပြင်းပြနေတာကြောင့်ကွီဖီမော်သုံးတာကိုချောင်းကြည့်နေပါတယ်ကိုထင်ထားသလိုမော်ပညာကအရန်ရှုပ်ထွေးနေတာမဟုတ်ပဲမင်းတက်တစ်ခုနဲ့ရေးဆွဲနေတာဖြစ်ပါတယ်အဲ့ဒါကြောင့်မော်ဆိုတာပါဇက်ကနေရွေးရတာမဟုတ်ပဲလက်နဲ့ဆွဲရတယ်ဆိုတာကိုနားလဲသွားပါတယ်ယထာလုံးကိုပြင်ပြီးသွားတဲ့ကွီဖီကကိုခေါ်လိုက်လို့အမြန်ပြေးဆင်းလာရပါတယ်အဲ့ဒီလိုနဲ့လဲကိုပြင်ပေးတဲ့မော်ဆရာကွီဖီလဲပြန်သွားပါတယ်မော်ပညာကိုအရန်ကြိုက်တဲ့ကိုကကွီဖီနောက်လိုက်သွားခြင်းတယ်လို့ပြောမလို့လို့တော့အမေဖြစ်သူကစီးတားလိုက်ပါတယ်ကိုရဲ့အဖေကလည်းဆုံးပါသွားပြီဖြစ်တာကြောင့်ကိုသာထပ်ပြီးထွက်သွားမယ်ဆိုရင်အမေကတယောက်တည်းကြံခဲ့တော့မှမလို့ကိုကဘယ်တော့မှထားမသွားပါဘူးလို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီလိုနဲ့အိမ်သားတွေညစာစားပြအိယာဝင်လိုက်ကြပါတယ်အခန်းထဲကိုပြန်ရောက်တော့ကိုကငငယ်ကဝယ်ခဲ့တဲ့မော်ချိန်လုံးဟာတကယ်တော့မင်းနဲ့ဖြစ်တယ်ဆိုတာကိုသိသွားပါတယ်ပုံပြင်စာအုပ်ထဲမှာပါတဲ့မော်ဆက်ဝိုင်းတွေကိုစမ်းသပ်ဖို့လုပ်ပါတယ်မင်းတန်ကောင်းမှာပါတဲ့မင်းတွေကိုယူပြီးမော်ဆက်ဝိုင်းတွေကိုစမ်းဆွဲနေပါတယ်စာအုပ်ထဲမှာဆွဲလိုက်တာဖြစ်ပေမဲ့ဘာမှမဖြစ်လို့စိတ်ပြတ်သွားပါတယ်အဲ့ဒီအချိန်လက်ထဲကမင်းတစ်စက်ကဆွဲလက်ဆက်ဝိုင်းပေါ်ကိုကျသွားလို့မော်ဆက်ဝိုင်းကတကယ်ပဲအသက်ဝင်လာပါတယ်ငငယ်ကလေးကပြင်းပြနေတဲ့ဆန္ဒတစ်ခုအမြဲတမ်းမက်နေတဲ့အိမ်မက်တစ်ခုကအခုဆိုရင်ကိုတိုင်လုံနိုင်ပြီဖြစ်လို့ကဘာပေါ်မှာအပျော်ဆုံးလူတစ်ယောက်ဖြစ်နေပါတော့တယ်အဲလွန်စတွေနဲ့တခြားဟာတွေကိုဆက်ကြည့်နေရင်တစ်ဖက်မှာတော့ကွေဖီကကိုပြောတဲ့ပုံပြင်စာအုပ်ထဲကဟာတွေကိုတွေးမိနေပြီးရုတ်တရက်တစ်ခုခုကိုသတိရသွားပါတယ်မော်ဆက်ဝိုင်းတွေကိုလေ့လာနေတဲ့ကိုကဒီဆက်ဝိုင်းတွေအကြောင်းကိုနည်းနည်းချင်းသိလာပြီးနောက်ဆုံးမှမလုပ်ရသေးတဲ့တစ်ခုကိုလုပ်လိုက်ပါတယ်အဲ့ဒါကတော့ဘာမှမသိတဲ့မော်ဆက်ဝိုင်းကိုရေးဆွဲလိုက်တာပါပဲမော်ဆက်ဝိုင်းကိုဆွဲပြီးတဲ့အချိန်မှာကွေဖီကရောက်လာပြီးကိုအတင်းဆွဲခေါ်သွားပါတယ်ဘာလို့ဆွဲခေါ်တာလဲလို့အတင်းမေးနေတဲ့ကိုသူဘာမှမသိကြခေါင်းပြောပြီးပုံပြင်စာအုပ်ရဲ့အောက်ဘက်မှာတော့အိမ်ကစတင်ပြီးအေးခဲနေပါပြီကိုလိုက်ရှာနေတဲ့အမေဖြစ်သူပါအဲ့ဒီအထဲပါသွားပါတယ်ကကွေဖီလက်ထဲကနေအတင်းယုံပြီးအမေဖြစ်သူကိုကယ်ဖို့လုပ်ပေမဲ့အမေဖြစ်သူကတော့သူမမျက်စိရှိမှတင်ကြောက်တုံးဖြစ်သွားပါတယ်စောကမှကံမပေါ်မှာအတော်ဆုံးလို့ထင်နေတဲ့ကိုဟာအခုချိန်မှာတော့သူ့ရဲ့ဆက်စုခြင်းတဲ့စိတ်ကြောင့်အမေဖြစ်သူကိုဆုံးရှုံးလိုက်ရတာပါအထူးသတ်မှတ်ထားတဲ့မင်းရည်နဲ့မော်ဆက်ဝိုင်းကိုတုံးလိုက်တာလို့ကွေဖီကရှင်းပြပါတယ်တေးသွားတဲ့အမေကိုကယ်ဖို့အတွက်မညံတွေကိုဖျက်ပစ်လို့မရဘူးလို့ပြောတော့သူကအမေကိုကယ်တင်ချအင်းသေးလို့ကိုကအတင်းတောင်းပန်ပါတယ်
ပုံပြင်စာအုပ်ထဲကဟာတွေအကုန်လုံးကိုသူမှတ်မိတယ်လို့ပြောတဲ့အတွက်အမောင်မော်ဆရာတွေနောက်ကိုလိုက်နေတဲ့ကွေဖီကလည်းဒါဟာအခွင့်ကောင်းပဲဆိုပြီးသူ့ကိုလက်ခံလိုက်ပါတယ်။အဲ့ဒီနောက်ပုံပြင်စာအုပ်ထဲကစာလုံးတွေအကုန်မှတ်မိနေပါတယ်လို့ပြောတဲ့ခိုကိုကိုမင်းကအခုချိန်ကစပြီးမော်ဆရာဖြစ်လာရမယ်လို့ပြောလိုက်ပါတယ်။ကွေဖီကသူ့ကိုသူတို့နေရမယ့်နေရာကိုခေါ်သွားပြီးယထာပေါ်ကနေသူတို့နေရမယ့်နေရာကိုဟိုမှာဆိုပြီးလက်ညှိုးထိုးပြပါတယ်။ဒီနေရာကိုတော့အတလီယာလို့ခေါ်ပြီးခိုမော်ပညာသင်ရမယ့်နေရာပါကွေဖီကဒီနေရာကိုဘယ်သူမှမကတ်နိုင်အောင်အကာအကွယ်တွေလှုပ်ထားပေးတဲ့အကြောင်းကိုပြောပြနေပါတယ်။ခိုကတော့သူ့အမေကိုဘယ်တော့မှထားမသွားပါဘူးဆိုပြီးအခုအမေကိုထားခဲ့ရလို့ဝမ်းနေနေပါတယ်မင်းကဘာမှမသိခဲ့တာမို့ဒါမင်းအပြစ်မဟုတ်ပါဘူးလို့ကွေဖီကနှစ်သိမ့်ပေးပြီးရှေ့ဆက်ရမယ့်ခီးလန်းကိုကြည့်ပါလို့ပြောပါတယ်သူ့လက်ထဲထည့်ပေးလိုက်တဲ့ဟာကဘာကြီးလဲလို့မေးတော့ဒါကမော်ရေးတန်လေးလို့ပြောလိုက်လို့ခိုကကြောင်သွားပါတယ်ကွေဖီကတနေရာကိုထွက်သွားပြီးမသိတဲ့အရာတွေကိုမကန်ရဲတော့ဘူးလို့ခိုကပြောနေတော့တီရှာကတင်ပေးမယ်ဆိုပြီးစပင်ပန်းရောင်နဲ့မိန်းကလေးရောက်လာပါတယ်ဒါကလေထဲမှာပေါ်လို့ပေါ်နေတဲ့ရေလုံးကနေရေကိုဆွဲထုတ်နိုင်တဲ့မော်ပညာပါလို့ရှင်းပြပါတယ်တီရှာကသုံးနည်းတွေကိုတေချာရှင်းပြပေးလို့ခိုကကျေးဇူးတင်စကားပြောလိုက်ပါတယ်ကျေးဇူးတင်ခံရတာကိုသဘောကျတဲ့တီရှာကလည်းပြန်ပြီးကျေးဇူးတင်လို့နှစ်ယောက်စလုံးစကားတွေထပ်နေပါတယ်အဲ့ဒီလိုစကားထပ်နေတဲ့နှစ်ယောက်ကိုအာကော့ဆိုတဲ့ကောင်မလေးကဖျက်ပြောလိုက်ပါတယ်သူတို့တွေကကွေဖီရဲ့တပည့်တွေဖြစ်ပြီးနင်ကဘသူလဲလို့မေးပါတယ်အခုထိတော့ចောင်းသားလို့ခေါ်လို့မရသေးကြောင်းနဲ့မနေ့ကမှသူ့ကိုခေါ်လာတာဖြစ်ကြောင်းခိုကပြန်ဖြေလိုက်ပါတယ်ဟိုနှစ်ယောက်ကလည်းသဘောပေါက်သွားပါတယ်နင်ကအဲ့ဒီလိုလားလို့ပြောပြီးသူတို့ကအကဲခတ်နေပါတယ်ကောလာဟာလာတွေတိုင်းပဲထူးဆန်းတဲ့သူတွေကိုလက်ခံတယ်လို့ပြောနေတော့ကွေဖီကရောက်လာပါတယ်ခိုကိုဘာမှကြောက်စရာမလိုဘူးလို့အားပေးပြီးမော်ဆရာဝတ်စုံကိုပေးလိုက်ပါတယ်ပြီးတော့မော်ပညာအကြောင်းတွေကိုစတင်ရှင်းပြပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမော်ပညာဆိုတာလူတိုင်းအသုံးပြုနိုင်ပြီးတတ်မှတ်ထားတဲ့မော်ဆက်ဝိုင်းနဲ့အထူးမြင်ရရှိုံနဲ့နေရာမရွေးသုံးနိုင်ခဲ့ပါတယ်ဒါပေမဲ့လူတိုင်းရဲ့လက်ထဲကိုတနက်တလက်စီထည့်ပေးထားသလိုမျိုးဖြစ်နေလို့ခံမှအဲ့လိုမရအောင်အန်ဒီရဲ့များပါတယ်ဒီကံပါမာကတနက်ထက်ပိုစွမ်းပြီးအကန့်အသတ်မရှိတဲ့မော်ပညာကိုလူတိုင်းသုံးနိုင်နေလို့တိုက်ပွဲတွေကခဏဖြစ်ခဲ့ပါတယ်လူတွေကအမှောင်မော်ပညာတွေကိုပါရေးဆွဲလာကြတဲ့အတွက်ဒါကိုပြင်ဆင်ဖို့လူနည်းစုမော်ဆရာတွေကမော်ပညာကိုလူတိုင်းသုံးလို့မရအောင်ပြောင်းလဲပစ်ခဲ့ပြီးသူတို့ရဲ့တပည့်တွေကိုပါရှို့ဝှက်ထားဖို့မှာကြားခဲ့ပါတယ်တားမြစ်ထားတဲ့မော်ပညာဆိုတာလူတွေကိုထိခိုက်စေတဲ့မော်ပညာလို့ပြောပြတော့အကုန်လုံးကိုတင်ပေးဖို့ခိုကတောင်းဆိုလိုက်ပါတယ်ဘာလို့လဲဆိုတော့ဒါမှသာအမှောင်မော်ဆရာတွေအကြောင်းကိုသိနိုင်မှာမို့ပါကွေဖီကသူ့နောက်ကိုလိုက်ခဲ့လို့ပြောပြီးမညံဖြတ်တာတွေပုံပြောင်းတာတွေအကြောင်းကိုဆက်ရှင်းပြပါတဲမော်ပညာဆိုတာပုံစံပြောင်းလဲတာပြုပြင်ဖန်တီးတာနဲ့ကုသတာတွေဖြစ်ပြီးမညံပြင်ဆင်တာကတော့ချွင်းချက်တစ်ခုအနေနဲ့ရှိနေပါတယ်။အဲ့ဒီနောက်ဂိတ်ပေါက်တစ်ခုကိုဖွင့်ပြလိုက်ပြီးအဲ့ဒီမှာမြင်နေရတဲ့မျှော်စင်ကြီးကိုစာကြည့်တာဝါလို့ခေါ်ကြောင်းနဲ့အဲ့ဒီထဲမှာမော်ပညာနဲ့ပတ်သက်တဲ့စာအုပ်တွေအကုန်ရှိတဲ့အတွက်အခုသွားကြရအောင်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီတာဝါကြီးကိုမော်ဝင်တရဝါကြီးတွေကစောင့်ကြက်နေတာကြောင့်သွားဖို့ကတိတ်တော့မလွယ်ကူပါဘူး။အဲ့ဒီတာဝါကြီးကိုမော်ဆရာတွေကကာကွယ်ထားပြီးဝင်ခွင့်ရတဲ့သူမှသာအထဲကိုဝင်လို့ရမှာပါတခြားကြံနေသေးတဲ့မော်ပညာတွေကတော့လူတွေကိုပျော်ရွှင်စေတဲ့မော်ပညာတွေဖြစ်တယ်လို့ရှင်းပြသွားပါတယ်ကွေဘီကခိုနေရမယ့်အခန်းကိုခေါ်သွားပေးခဲ့ပြီးအတူနေရမယ့်အာကောကတော့မရှိသေးဘူးလို့ပြောပြပါတယ်အဲ့ဒီနောက်ခိုကိုအေးစစ်နားခိုင်းပြီးကွေဘီကခိုကိုသူ့တပည့်အဖြစ်လက်ခံခိုင်းတဲ့သူစီဖုန်းဆက်ပြီးကျေးဇူးတင်စကားပြောနေပါတယ်အခန်းထဲကမော်ပစ္စည်းတွေကိုဆက်စုနေတဲ့ခိုစီကိုအဲ့ဒါသူ့ပစ္စည်းတွေပါလို့ပြောရင်းအာကောရောက်လာပါတယ်ခိုကသူနဲ့စပြီးမိတ်ဆက်ဖို့လုပ်ပေမဲ့အာကောကတော့အကုန်တီးပြီးသားဆိုပြီးပြန်ပြောလိုက်ပါတယ်သူ့အမေကတော့တသက်လုံးလူပြန်ဖြစ်လာနိုင်မှာမဟုတ်တော့ဘူးလို့ထင်ကြောင်းသူကပြောပါတယ်အဲ့ဒါကြောင့်အာကောကမော်ရီးတတွေကိုထုတ်ပြပြီးသူကိုယ်တိုင်တီးတန့်စွမ်းရည်တွေနဲ့မော်ဆက်ဝိုင်းတွေကိုအချိန်ချင်းစူးစမ်းဆွဲခဲ့လို့အခုလိုတပည့်ဖြစ်လာတာလို့ရှင်းပြပါတယ်မလုပ်ကြည့်ရသေးပဲနဲ့မဖြစ်နိုင်ဘူးဆိုတာမရှိဘူးလို့ခိုကအာမလျှော့ပဲပြောလိုက်တော့အာကောကလည်းခက်တီတီပဲထပ်ပြောပါတယ်အဲ့ဒီအချိန်တီရှာဒါတို့ကထမင်းစားဖို့လာခေါ်ပြီးဟင်းကပုံမှန်ဟင်းပဲမှုစားမလားဆိုပြီးမေးလိုက်ပါတယ်ရုတ်တရက်မို့နောက်မှပဲစားတော့မယ်လို့ပြောပြီးအားလုံးနဲ့အတူညစာဆက်စားကြပါတယ်ခိုမှာအမေမရှိတော့တဲ့အကြောင်းကိုအာကောကပြောပြထားတာကြောင့်ရစ်ချီကလည်းတနာသွားပြီးဟင်းတွေထည့်ကျွေးလိုက်ပါတယ်မနက်မိုးလင်းတော့ကွေဖီကခိုကိုမော်သုံးဆောင်ပစ္စည်းတွေလာပေးပါတယ်မှတ်ညံပြန်ရဖို့အသုံးဝင်လိမ့်မယ်လို့တွေးမိပေမဲ့သူကိုယ်တိုင်လုံးမရမယ်ဆိုပြီးစာအုပ်ကိုစူးစမ်းဖတ်လိုက်တာခေါင်းတောင်ခြောက်သွားပါတယ်စာတွေဖတ်ပြီးသွားတဲ့ခိုကိုနားလေတဲ့လောက်ပြန်ရှင်းပြဖို့ကွေဖီကပြောပါတယ်မော်ဆက်ဝိုင်းကိုအချက်၃ချက်နဲ့တိစောက်ထားတဲ့အကြောင်းနဲ့အလဲမှာရှိတာကိုမိုးလို့ခေါ်ပြီးဘေးကဝိုင်းနေတာတွေကိုတော့ရာလို့ခေါ်ကအကုန်လုံးကိုဝိုင်းရံထားတဲ့အရာကိုဂျင်းလို့ခေါ်တယ်ဆိုပြီးခိုကရှင်းပြပါတယ်အလဲကမိုးအပေါ်မူတည်ပြီးမီးရည်အလင်းစသဖြင့်ခွဲခြားနိုင်ပြီးဆက်ဝိုင်းကိုပိတ်အောင်ဆွဲလိုက်မယ်ဆိုရင်တော့မော်ပညာကအသက်ဝင်ပြီးအလုပ်လုပ်မှာဖြစ်ပါတယ်လိုအပ်တာတွေကိုတည်သွားပြီဖြစ်လို့ကွေဖီကစမ်းသက်ဆွဲခိုင်းပါတယ်အရင်တုန်းကအဖြစ်ပြက်တွေကြောင့်ဆက်ဝိုင်းကိုတေးသေးလေးပဲသူဆွဲလိုက်ပါတယ်အလွတ်ကျက်ပြီးဆွဲနေတဲ့စက်ဝိုင်းကိုကွေဖီကအကဲခတ်နေပါတယ်ပြီးတော့ဂျင်းကတစ်ချက်လိုနေကြောင်းကွေဖီကပြောပြပါတယ်အဲ့လိုဆိုရင်မော်ဆက်ဝိုင်းကအလုပ်လုပ်မှာမဟုတ်ဘူးလို့ပြောပြရင်းစက်ဝိုင်းကိုဆက်ဆွဲလိုက်ပါတယ်သူဆွဲလိုက်တာကရေမော်ဖြစ်နေလို့ခဏနေတော့ရေတွေထွက်လာပြီးဘေးနားကအာကော့ကိုသွားဆင်ပါတော့တယ်ရေကလူကိုထိတာမဟုတ်ပဲသူဆွဲနေတဲ့မော်ဆက်ဝိုင်းပေါ်ကိုဆင်သွားလို့အသေးအတန်တောင်းပန်နေတဲ့သူကိုစင်ကြေတွေပေးနေတယ်ဆိုပြီးအာကော့ကပြန်ပြောပါတယ်အဲ့ဒီနောက်ခိုရဲ့မော်ဆက်ဝိုင်းကိုကြည့်ပြီးအမေဖြစ်သူကိုတတိယသွားပါတယ်ကွေဖီကမော်ခမ်းမစီကို3ရက်လောက်ခီးသွားရမှာဖြစ်လို့ခိုကိုစောင့်ရှောက်ပေးဖို့အာကော့ကိုမှာခဲ့ပါတယ်ကွေဖီထွက်သွားတော့မှအာကော့ကခိုကိုမနေ့ကပြောခဲ့တာတွေကိုတက်တည်ပြဖို့
ဆိုပြီးခေါ်သွားပါတယ်။အဲ့ဒီအချိန်မှာကွေဖီကခိုခိုတို့ကိုမော်ခမ်းမစီသွားစရာရှိတယ်လို့ပြောပြီးတနေရာကိုထွက်လာခဲ့ပါတယ်။အဲ့ဒီနေရာကပင်လယ်ပြင်မှာတစ်ခုတည်းရှိတဲ့ကျွန်းပေါ်မှာဖြစ်ပြီးအောက်ကိုဆင်းလာတဲ့ကွေဖီကိုလူတစ်ယောက်ကလက်ရှိစွမ်းအားကိုမသုံးတာဘာကြောင့်လဲဆိုပြီးမေးလိုက်ပါတယ်။အဲ့ဒီလူရဲ့နာမည်ကိုတော့အလေရီယာလို့ခေါ်ပြီးကွေဖီလိုပဲမော်ခမ်းမကနေရောက်လာတာပါကွေဖီကိုတပည့်အစ်စ်လေးအကြောင်းမေးနေတာကြောင့်စာမေးပွဲမဖြေရသေးလို့တပည့်အဖြစ်တတ်မှတ်လို့မရသေးကြောင်းပြန်ဖြေပါတယ်ပြီးတော့စာမေးပွဲဖြေရမယ့်ဓာတ်တောင်တန်းကလည်းအခုလက်ရှိအန်ဒီရရှိတဲ့အခြေအနေမှာရှိနေတဲ့အကြောင်းကိုပါထပ်ပြောပြပါတယ်ဇလန်းကိုဆက်ပြောရရင်တော့အာကောကဓာတ်တောင်တန်းစီကိုသွားပြီးခိုခိုကိုစာမေးပွဲဖြေခိုင်းနေပါတယ်စာမေးပွဲရဲ့နာမည်ကိုတော့ brain ရဲ့ခွင့်ပြုချက်လို့ခေါ်ပြီးသုံးခွင့်ရှိတာကမော်ဆက်ဝိုင်း3ခုနဲ့အစိပ်ပိုင်း3ခုပါပဲစာမေးပွဲအောင်ဖို့အတွက်ဓာတ်တောင်တန်းစီကိုသွားပြီး brain ဘန်းကိုခူးလာရမှာပါအာကောကပန်းရှိတဲ့နေရာပြထားတဲ့မြေပုံနဲ့တောင်တက်တဲ့နေရာမှာတုံးတဲ့ရေခဲပစိန်ကိုပေးပြီးသွားခိုင်းပါတယ်ခိုခိုကသူ့ကိုဖက်နှက်ငါပေးလို့ရမလားမေးတော့ဒီဖက်နှက်ကိုကွေးဖီတောင်အကျိန်3စစ်လောက်မှအားဘူးလေလို့ပြောပါတယ်ခိုခိုကငှားလို့မရတော့ဘူးထင်ထားပေမဲ့ရော့ဆိုပြီးအာကောကဖက်နှက်ကိုပေးလိုက်ကစာမေးပွဲကွင်းထဲကိုအတင်းတွန်းပို့လိုက်ပါတယ်ဒီစာမေးပွဲကိုတစ်ခေါက်ပဲဖြေခွင့်ရှိတာဖြစ်ပြီးမအောင်ရင်ကွေဖီရဲ့တပည့်ဖြစ်လာမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်တခါမှမရောက်ဘူးသေးတဲ့နေရာစိမ့်ဖြစ်လို့ခိုခိုကစူးစမ်းမရမယ်ဆိုပြီးကိုအားပေးနေပါတယ်လမ်းညွန်မြေပုံကိုကြည့်ရင်တွားရမယ့်လမ်းကိုရှာနေပေမဲ့အလဲမှာလမ်းခွဲဖြစ်နေပါတယ်အဲ့ဒီလိုနဲ့စန်တဝဝတွားရင်ထူးဆန်းတဲ့ကွင်းကြီးတစ်ခုကိုရောက်လာပြီးလေးတိုက်နေတဲ့ဓာတ်ရွက်တွေကြောင့်ဘလို့လုပ်ရမလဲစဉ်းစားနေတော့ပြန်တန်းနေတဲ့ငှက်တကောင်ကိုတွေ့တော့သူ့မှာလည်းပြန်လို့ရတဲ့ဖက်နှက်ရှိနေတာကိုသတိရသွားပါတယ်ဒါပေမဲ့အစပိုင်းမှာဖက်နှက်ကိုဘလို့သုံးရမှန်းမသိသေးလို့တိုင်ပတ်နေပါတယ်နောက်မှဖက်နှက်မှာပါတဲ့ဆက်ဝိုင်းတွေကိုသတိထားမိသွားပါတယ်ဖက်နှက်ချင်းပုတ်ကြည့်တော့ခိုခိုကလေထဲကိုပြန်တက်သွားပေမဲ့တေချာမထိန်တက်သေးလို့ပြုတ်ကျလာပါတယ်အဲ့ဒီနောက်ခြေထောက်နှစ်ဖက်ကိုစုပြီးပြန်တန်းဖို့စူးစမ်းနေတဲ့ခိုခိုကပုံမှန်မဟုတ်ပဲရေစရာကြီးဖြစ်နေပါတော့တယ်ဖက်မှာတော့ကွေဖီကပင်လယ်ထဲမှာရှိတဲ့မော်ခမ်းမစီကိုရောက်နေပြီးခိုခိုအတွက်ဝစ်စုံဝယ်နေပါတယ်ပြန်တန်းနေတဲ့ခိုခိုကတော်တော်လေးအဆင်ပြေနေပြီဖြစ်ပေမဲ့လေထဲလွင့်နေတဲ့ဓာတ်ရွက်တွေကြောင့်တိုင်ပတ်နေလုံးဖြစ်ပါတယ်တိုင်ပတ်နေတဲ့ခိုခိုနားကိုမင်းကြောင်လေးတစ်ကောင်ရောက်လာပြီးနှစ်ယောက်စလုံးလန့်ကအောက်ကိုကျသွားပါတယ်ခိုခိုကရေထဲမကျအောင်မော်ပညာနဲ့ထိန်းထားပေမဲ့နောက်ဆုံးမှာတော့ရေထဲကိုပဲကျသွားပါတယ်ရေထဲကနေပြန်ထွက်လာတဲ့ခိုခိုလည်းဖက်နှက်ကိုရေပေါ်မှာတုံးရင်းမော်ဆက်ဝိုင်းပြတ်သွားလို့အပေါ်ကမိစရာကိုလိုက်ဖမ်းဖို့လုပ်နေတော့မင်းကပျက်စီးသွားပါတယ်တခုလေးတော့ပြန်နိုင်တဲ့ဖက်နှက်ကပြတ်သွားတဲ့အပြင်မင်းရည်လည်းမရှိတာကြောင့်ခိုကဘာလို့ရမှန်းမသိပဲဖြစ်နေပါတယ်တစ်ဖက်မှာတော့တီရှားကသူ့ကိုတွေးမိသေးလားမေးနေပြီးစာမွေးပွဲသွားဖြေတယ်လို့ပြောလိုက်လို့သူကအခုမှတခြားသူမလုပ်နိုင်တာကိုသဘောကျတဲ့သူတဦးဖြစ်ပြီးအခုလည်းတပည့်ဖြစ်ချင်ရင်တော့ဒီစာမွေးပွဲကိုအောင်ဖြေရမယ်ဆိုပြီးပြောနေပါတယ်ဒါပေမဲ့လက်ရှိဓာတ်တောင်တန်းတွေကအမြင့်ဆုံးနေရာမှာလွင့်နေတာကြောင့်သူ့စွမ်းရည်နဲ့ဆိုရင်တော့မရောက်နိုင်ဘူးလို့ပြောနေပြီးလူသေးတယောက်အနေနဲ့ဒါကိုကြော်ဖြတ်နိုင်ရမယ်ဆိုပြီးပြောနေပါတယ်ခိုပတ်မှာတော့ဖက်နှက်ပုံမှာပါတဲ့မော်ဆက်ဝိုင်းတွေကအလုံးမဖြစ်လို့သူ့ခြေထောက်မှာပဲဆွဲရမလားဆိုပြီးတွေးနေပေမဲ့ခန္ဓာကိုယ်မှာဆွဲတာကတားမြစ်မုံမှန်တိနေလို့မဆွဲဖို့ဆုံးဖြတ်လိုက်ပါတယ်တယောက်တည်းဖြစ်နေတဲ့အခြေအနေမှာဘာလို့ရမှန်းမသိဖြစ်နေတဲ့ခိုကမော်ဆက်ဝိုင်းကိုလူတိုင်းကဆွဲနိုင်ပေမဲ့မော်ဆရာကတော့ပါရမီပါတဲ့သူတွေပဲဖြစ်နိုင်တာလားဆိုပြီးတွေးနေပါတယ်ငငယ်ကလေးကမော်ဆက်ဝိုင်းဆွဲလာတဲ့သူတွေနဲ့ရှင်ရင်သူလုပ်ခဲ့တာကကြောက်တုံးနဲ့ဆွဲတာပဲဆိုပြီးပြောနေပါတယ်ဒါပေမဲ့သူဖြတ်ပြောတဲ့အပိုင်းလေးကိုချီကျူးသွားတဲ့ကွေဖီကြောင့်သူ့ရဲ့စွမ်းရည်တွေကိုမြင်လာပါတယ်။အဲဒါကြောင့်ဘေးနာကတင့်တော်တဲ့ကြောက်တုံးတုံးကိုယူကာကိုပိုင်မော်ရေးတန်လှုပ်လိုက်ပါတယ်ဆွဲဖို့အတွက်သူ့ဝိယုံကိုချွတ်လိုက်ပြီးမင်းရည်နဲ့မဟုတ်ပဲငငယ်ကလေးကအသားကျနေတဲ့ကြောက်တုံးကြောင့်မော်ဆက်ဝိုင်းကိုခက်ခဲမှုမရှိပဲလွယ်လွယ်ကူကူဆွဲနိုင်သွားပါတယ်ခိုကသူ့ဆွဲထားတဲ့ရွက်တိုင်မှာချီလိုက်ပြီးလေမော်ဆွဲတဲ့ဆက်ဝိုင်းကိုဆက်ဆွဲလိုက်ပေမဲ့ဆွဲတဲ့ဘက်ကမှားနေတာကြောင့်တိုင်ပတ်နေပါတယ်ဆက်ဝိုင်းမဆွဲမိလို့လေကိုမထိန်နိုင်ဖြစ်နေပြီးနောက်ဆုံးမှာရွက်တိုင်ကျိုးပြီးအပေါ်ကိုတက်သွားပါတယ်ဒါပေမဲ့ခိုကရအောင်ပြန်ထိန်နိုင်ပြီးသူ့ရဲ့ကိုယ်ပိုင်စွမ်းရည်နဲ့ကောင်းကင်မှာပြန်တန်းနိုင်သွားပါတယ်အလွယ်တကူပြန်တန်းလို့ရပြီဖြစ်လို့လိုအပ်တဲ့ပန်းရဲ့တီနေရာကိုသွားနေပြီးပန်းစီကိုလှမ်းပေမဲ့အသားမကျသေးတဲ့ပြန်တန်းမှုကြောင့်အလွယ်တကူခူးလို့မရပါဘူးကြောက်တုံးထက်တောင်စိတ်တက်ပိုမှကြောနေတဲ့ခိုကလက်မလျှော့ပဲစူးစမ်းပြီးပန်းကိုအကျိတ်အနေခူးနေတာကြောင့်နောက်ဆုံးမှာတော့ရသွားပါတယ်ခိုစာမွေးပွဲဖြေတာကိုစောင့်နေတဲ့ကွေပီကလည်းခိုကမွေးရပါမော်ပညာနဲ့ထိတွေ့ခဲ့တဲ့သူမဟုတ်လို့သူတို့နဲ့မတူတဲ့အကြောင်းကိုရှင်းပြနေပါတယ်တခုခုလွဲချော်သွားရင်ပုံမြင်စာအုပ်ရဲ့တဲလွန်ဆက်ကပျောက်သွားမှာဖြစ်တဲ့အကြောင်းကိုပြောနေတော့ခိုကပြန်ရောက်လာပါတယ်လက်ထဲမှာယူလာတဲ့ပန်းကိုအာကော့ကိုပြလိုက်ပြီးဒါဆိုရင်ရပြီလားမေးလိုက်ပေမဲ့ဟိုကတော့ဘာမှမပြောဘဲထွက်သွားပါတယ်ကွေပီကတော့ခြေတလက်မတာနဲ့တေးသွားနိုင်လို့နောက်ဒီလိုမလုပ်ဖို့တတိပေးလိုက်ပြီးမင်းရဲ့တက်တီတွေကြောင့်ငါကမော်ပစ္စည်းပုံကိုပေးလိုက်တာပါလို့ပြောပါတယ်အဲ့ဒီပုံထဲမှာတော့ခိုအတွက်မော်သုံးဆောင်ပစ္စည်းတွေရှိနေပြီးမော်ဆရာတွေပဲဝတ်လို့ရတဲ့အင်ဂျီကိုဝတ်နေတဲ့ခိုကိုခေါင်းပေါ်ကအုတ်ထုတ်ဆိုတာတားမြစ်မော်ကိုမတုံးမိအောင်တတိပေးတဲ့အနေနဲ့ဖြစ်တယ်ဆိုတာကိုရှင်းပြပါတယ်နောက်နေ့မှာတော့ကွေပီကမော်ပညာမှာအခြေခံတဲ့မော်လေးမျိုးကိုပြောပြနေပြီးအဲ့ဒါတွေကတော့တက်ရှိတွေနဲ့ရင်းနှီးတဲ့ရေအသွင်ပြောင်းတာနဲ့လှုပ်ရှားမှုကိုလုံနိုင်တဲ့မြေကြီးခီးသွားတဲ့နေရာတွေမှာအသုံးဝင်တဲ့လေနောက်ဆုံးကတော့လူသားတွေရဲ့အလင်းအနေနဲ့ရောတိုက်ခိုက်မှုတွေမှာပါလှုပ်လို့ရတဲ့မီးလိုပဲဖြစ်ပါတယ်ဒါတွေကအခြေခံမော်တွေဖြစ်လို့ပိုင်နိုင်ဆွဲခိုင်းနေပြီးခိုကလည်းမီးမော်ကိုဆွဲလိုက်ပေမဲ့မီးကိုမထိန်နိုင်လို့တီရှားကပဲရေမော်နဲ့ညှိမ့်တက်ပေးလိုက်ပါတယ်ခိုကခက်ခဲတဲ့ဓာတ်တောင်စာမွေးပွဲကိုအောင်မြင်ခဲ့ပေမဲ့အခုချိန်ထိမော်ဆက်ဝိုင်းကိုတေချာမဆွဲတတ်သေးလို့တိုင်ပတ်နေတဲ့အကြောင်းကိုပြောပြပါတယ်။ဒါကမင်းရဲ့မင်းရည်နဲ့ဆိုင်နိုင်တယ်လို့ကွေပီကပြောလိုက်ပြီးဒီမင်းရည်ကသူ့ရဲ့မင်းအဟောင်းဖြစ်နေလို့မင်းနဲ့ကိုက်ညီမဲ့မင်းကိုတွားဝယ်ရအောင်ဆိုပြီးပြောနေပါတယ်။အဲ့ဒါဆိုရင်မင်းရည်အယောင်းဆိုင်ကိုတွားရအောင်လို့တီရှားကပြောလိုက်တော့ခိုကလည်းသဘောတူလိုက်ပါတယ်။
အဲ့ဒီလိုနဲ့ကွေဖီကမင်းရီဝယ်ဖို့မြို့တော်အတလီယာစီကိုခေါ်သွားပေးပါတယ်ဒီကျုံးပေါ်မှာမော်ဆရာတွေကတော်တော်များများရှိနေတာကြောင့်ခိုကကွေဖီရှင်းပြနေတာကိုဘယ်ဘက်နားကနေနားထောင်ပြီးညာဘက်နားကနေလွတ်ထုတ်လိုက်ပါတယ်ခိုရှောက်ကြည့်နေမယ်ဆိုရင်တော့ခြေကုံမှာပေါ့သူကတော့အရင်သွားနေပြီလို့ပြောပြီးအာကောကထွက်သွားပါတယ်လူရှုပ်နေတာကိုရှောင်နေတဲ့ခိုကိုဒီကိုလာဖို့တီရှာကခေါ်လိုက်ပြီးသူမဝယ်မဲဆိုင်ကိုခေါ်သွားပါတော့တယ်ဆိုင်ထဲကိုဝင်ချင်းပဲငွေရောင်တစ်ပင်ကြီးကိုမြင်လိုက်ရတော့ကိုတယောက်အရန်ကိုအံ့ဩသွားပါတယ်ဆိုင်ရှင်ဖိုးကြီးရဲ့တပည့်လို့သူကဒါလေးတောင်နားမလည်ဘူးလားလို့ပြောလိုက်ပေမဲ့ကွေဖီကဝင်ပြီးရှင်းပြလိုက်တဲ့အတွက်သူကပြန်တောင်းပန်နေပါတယ်တီချာကတော့ဒီဖိုးကြီးကနာမည်ကြီးပဲလို့ပြောပြီးသူကဒီဆိုင်ပိုင်ရှင်လို့မိတ်ဆက်ပေးပါတယ်အဖိုးကြီးကသူ့ဆိုင်မှာမော်ပညာနဲ့ပတ်သက်တာအကုန်ရှိတယ်လို့ပြောရင်းလက်တွေ့ပြဖို့တယောက်ကိုအပေါ်ထက်ခေါ်သွားပါတယ်လေယားပေါ်တက်သွားတော့မော်ပစ္စည်းတွေလုံနေတဲ့ကောင်လေးတယောက်ကိုတွေ့လိုက်ရပြီးအဖိုးကြီးကငွေတစ်ပင်ရဲ့အကိုင်းတကိုင်းကိုယူလိုက်ပါတယ်အဲ့ဒီတကိုင်းကိုရေပူထဲထည့်လိုက်တဲ့အခါတကိုင်းလေးကငွေရောင်ပြောင်းသွားပါတယ်အဖိုးကြီးကပလင်းထဲကမလိုတဲ့အရာတွေကိုဖယ်ထုတ်ပြီးလက်တွေ့လုပ်ပြပါတယ်ဒါကတစ်ပင်ရဲ့သွေးရည်လို့ရှင်းပြပါတယ်ဒါကြောင့်မို့လို့လဲငွေတစ်ပင်တွေကမော်ဆရာတွေအတွက်တီးတန့်အထူးဖြစ်နေတာလို့ဆိုပါတယ်ကိုကလည်းမော်ကျိန်လုံးလာဝဲတာလို့ပြောတော့အဖိုးကြီးကမော်ဆေးရည်တွေကိုပလင်းထဲထည့်ပြီးသူ့ကိုလက်ဆောင်ဖြစ်ပေးလိုက်ပါတယ်အဲ့ဒီလိုနဲ့ကိုမော်ကျိန်လုံးရွေးနေတော့ငငယ်ကတွေးခဲ့ဘူးတဲ့မျက်နှာဖုံးစွတ်တဲ့လူကိုပြန်မြင်လိုက်ရလို့အမြန်ပြေးလိုက်သွားပါတယ်အဝေးကြီးကိုရောက်သွားတဲ့ကိုတယောက်တည်းဆိုရင်လမ်းပြောက်သွားနိုင်တာမို့နောက်ကနေတီချာတို့ကလိုက်သွားကြပြီးလမ်းမှာတွေ့တဲ့အာကာတိုကိုပါခေါ်သွားပါတယ်မျက်နှာဖုံးစွတ်တဲ့လူနောက်ကိုကအသေးတန်လိုက်နေပါတယ်သူ့ကိုလိုက်ရှာနေတဲ့တီချာတို့ကလည်းလူအုပ်ကြားထဲမှာလူစုကွဲသွားပါတယ်တီချာတို့ရုတ်တရက်ပျောက်သွားလို့ကောင်လေးကအံ့ဩနေပြီးအာကိုကတော့ဘယ်ရောက်သွားလဲလို့မေးရင်သူ့ကိုစာအုပ်ပေးခဲ့တဲ့တားမြင့်မော်ဆရာကြီးလို့ပြန်ပြောနေပါတယ်သူတို့ကလမ်းကြားထဲဝင်သွားတာကိုမြင်လိုက်ရလို့တီချာကပြောပြပါတယ်မြေကြီးပေါ်မှာလည်းခြေရာတွေမရှိတော့တာကြောင့်ဒီနေရာကရိုးနေရာမဟုတ်တော့ဘူးလို့အာကိုကပြောလိုက်ပါတယ်သူတို့တွေကမသိလိုက်ပဲတခြားနေရာတစ်ခုကိုရောက်သွားတာဖြစ်ပြီးအတိုင်းအတာတစ်ခုကိုကြော်ဖြတ်လာခဲ့တာလို့ပြောနေကြပါတယ်တစ်ခုကိုမြင်လိုက်ရတဲ့တီချာကတော့ဒါဟာမော်တော်အုပ်ကြီးပဲလို့ပြောလိုက်တော့အားလုံးကညီးတွားလိုက်ကြပါတယ်သူတို့ကိုအဝေးကနေစောင့်ကြည့်နေသူရှိနေပြီးကိုတို့ရှေ့ကိုငကားကြီးတစ်ကောင်ရောက်လာပါတယ်တစ်ဖက်မှာလည်းကွေဖီကသူ့တပည့်တွေကိုမတွေ့လို့အဖိုးကြီးကိုမေးနေပါတယ်တခြားတနေရာကိုထွက်သွားတာမြင်လိုက်တယ်လို့ကောင်လေးကပြောပြီးမျက်နှာဖုံးဆွတ်ထားတဲ့မော်ဆရာနောက်လိုက်သွားတာလို့အင်းပြပါတယ်ကိုတို့ဘက်မှာတော့တတိထားဖို့အာကာတိုကပြောလိုက်ပါတယ်အခုပဲပြေးကြရအောင်လို့ပြောလိုက်တော့အကုန်လုံးထွက်ပြေးကြပါတယ်နောက်ကနေလိုက်လာတဲ့ငကားကြီးကိုတော့အာကာတိုကမီးလုံးတွေနဲ့ပြစ်ပေါက်လိုက်ပြီးတနေရာကိုထွက်ပြေးလွတ်မြောက်လာကြပါတယ်အဲ့ဒီကောင်ကဘလို့လှုပ်လိုက်တာလဲလို့မေးတော့မော်ဆက်ဝိုင်းတွေကိုဆက်လိုက်တာလို့ပြန်ဖြေပြီးသူ့ကိုလည်းတင်ပေးဖို့ကိုကပြောနေပါတယ်သူတို့ရှိမှလမ်းမကြီးပဲရှိတော့တယ်လို့တီချာကပြောပြီးငကားသာလိုက်မိသွားရင်အစားခံရမှာမို့တီချာကတွေးပြီးကြောက်နေပါတယ်အာကိုကတော့စိတ်အေးထားဖို့နဲ့သူကမော်ကာထားဖော်ဆက်နေလို့ငကားကိုအချိန်ဆွဲထားပေးဖို့ပြောပါတယ်တီချာကလည်းနားလဲသွားပြီဆိုပြီးလေကိုစုပ်ယူကရုပ်ပြောင်းရုပ်လွယ်လုပ်ပြီးငကားကိုအာယုံလွှဲလိုက်ပါတယ်ငကားကိုစောင့်ကြည့်နေတဲ့ကိုကတစ်ပင်ပေါ်မှာတစ်ခုကိုမြင်လိုက်လို့အာကာတိုကိုလှမ်းပြောဖို့လုပ်ရင်းမော်ကာကွယ်ကိုမတော်တဆဖျက်ဆီးမိသွားပါတယ်အဲ့ဒါကြောင့်အာကာတိုရဲ့စူပူတာကိုခံလိုက်ရပြီးမော်ပြန်သုံးဖို့လုပ်ပေမဲ့အချိန်မမီတော့တာကြောင့်တခြားလမ်းကသွားရအောင်ပြောနေတော့ဝေချန်ကမလိုဘူးဆိုပြီးထွက်ပေါက်တွေဖောက်ပေးလိုက်ပါတယ်တခုပြောဖို့လုပ်နေတဲ့ကိုဒီနေရာကနေအမြန်ထွက်သွားရအောင်လို့ပြောပြီးအဆောင်ရှောက်တွေဆက်လုပ်ဖို့ကွေဖီးဆေးစီရင်နေတယ်လို့ပြောပြပါတယ်တစ်ဖက်မှာလဲကွဒီဖီးကနေရအနှံ့ရှာတာတောင်ကိုတို့ကိုမတွေ့ရလို့ထူးဆန်းနေပြီးမျက်နှာဖုံးစွပ်တွေကတားမြင့်မော်ကိုတုံးတက်တဲ့အန်တရများတဲ့ကောင်တွေလို့ဆိုပါတယ်အဲ့ဒီအချိန်မှာကိုခေါ်လာတဲ့ကောင်လေးရောက်လာပြီးကွေဖီးကကိုတို့နေရာကိုမေးတော့ကောင်လေးကကိုတို့ရှိတဲ့စီကိုလမ်းပြခေါ်သွားပါတယ်တားမြင့်မော်ဆရာနောက်ကိုလိုက်သွားရင်သူတို့တွေတခြားကံပါတစ်ခုစီရောက်သွားကြပါတယ်လက်ရှိမှာကိုတို့ကငကားကိုအာယုံလွှဲပြီးထွက်ပြေးနေပေမဲ့နေရာဟောင်းကိုပဲပြန်ရောက်လာတာကြောင့်တနေရာထဲမှာပဲပိတ်မိနေတယ်ဆိုတာကိုသဘောပေါက်သွားကြပါတယ်အဲ့ဒါကြောင့်အမိုးကာရှိတဲ့နေရာမှာခဏနားဖို့ဆုံးဖြတ်လိုက်ကြပြီးကြံခဲ့တဲ့တီချာရဲ့အုတ်ထုပ်ကိုကပြန်ပေးလိုက်ပါတယ်အပေါ်အင်ဂျီမဝတ်ထားရင်အေးမိသွားလိမ့်မယ်လို့ကိုကပြောတော့သူကအဆင်ပြေပါတယ်လို့ပြန်ပြောပါတယ်အပေါ်အင်ဂျီကသူ့ကိုနှွေးထွေးစေတဲ့အစွမ်းရှိတယ်လို့ပြောရင်ဆက်ဝတ်ထားခြင်းတယ်လို့ဆိုပါတယ်ရုတ်တရက်တီချာကမော်ဆက်ဝိုင်းတစ်ခုကိုလှုပ်လိုက်တော့သူတို့တွေတိမ်တိုက်တွေကြားထဲရောက်သွားပြီးစိုက်ကြည့်မိသွားတဲ့အတွက်ကိုကတောင်းပန်နေပါတယ်သူကကာကွယ်ပေးရမယ့်ဟာကိုမလုပ်နိုင်ခဲ့ဘူးလို့ပြောတော့အခုမော်ပညာနဲ့ကာကွယ်ပေးထားတယ်လို့ကိုကပြန်ပြောပါတယ်ငငယ်တုန်းကတီချာတိမ်တွေကြားမှာအေးခဲသွားတဲ့အချိန်ကိုတွေးမိပြီးမော်သုံးလိုက်လို့ဒီလိုမျိုးဖြစ်လာတာပါလို့ပြောပြပါတယ်တိမ်တိုက်တွေထဲကနေအာကာတိုတို့စီအမြန်ဆုံးပြန်ရောက်နိုင်ဖို့ဆိုရင်မော်ကွင်းဆက်တွေကိုတုံးတင်တယ်လို့သူကအကြံပေးလိုက်ပါတယ်အိမ်ဘက်ကိုခဏမိထားပြီးလက်ရှိအခြေအနေကိုပဲဆွေးနွေးကြရအောင်လို့ပြောလိုက်ပါတယ်အခုပိတ်မိနေတဲ့နေရာကနေဘလို့ထွက်ရမလဲဆိုတာကိုသူတို့တိုင်ပင်နေကြပါတယ်လောလောဆယ်တော့တားမြင့်မော်ဆရာရဲ့မော်ဆက်ဝိုင်းကိုရှာရမယ်လို့ပြောနေတော့ကိုကတတိယသွားပြီးငကားနာကမော်ဆက်ဝိုင်းကိုသွားတွေ့လိုက်ပါတယ်။ငကားကမော်ဆက်ဝိုင်းကိုစောက်ရှောက်နေတဲ့ပုံပဲလို့ပြောတော့သူ့ကိုမီးလုံးတွေနဲ့ပြည့်ရမယ်လို့အာကိုကပြောပါတယ်။အရင်တစ်ခေါက်မီးနဲ့ပြစ်တုံးကတိတ်မထိရောက်တာမို့ခက်ခဲလိမ့်မယ်လို့ကိုကထင်နေပါတယ်။အဲ့ဒီအတွက်အာကာတိုမှာအကြံတစ်ခုရှိနေပြီးသူ့အကြံကငကားကြီးကိုအိမ်မောကျသွားအောင်လုပ်ဖို့ဖြစ်ပါတယ်။ဒီနေရာကအေးတဲ့အတွက်သူတို့သာရေခဲပြင်ကိုတေချာလုံနိုင်ရင်ငကားကိုချော့သိမ့်နိုင်မယ်ထင်တယ်လို့ပြောတော့ဝေချန်ကလည်းထောက်ခံပါတယ်။အားလုံးကဝိုင်းထောက်ခံနေတော့သူစဉ်းစားဦးမယ်လို့အာကာတိုကပြောလိုက်ပါတယ်။ငကားကြီးအရင်တုန်းကအရာဝတ္ထုတစ်ခုနဲ့တိုက်မိတုန်းကတေသွားပြီလို့သူထင်ခဲ့တဲ့အကြောင်းကိုပြောပြပါတယ်။ဒါကြောင့်ဖြစ်နိုင်ရင်ငကားကိုဒဏ်ရာမရစေချင်ဘူးလို့ကိုကဆိုပါတယ်။သူတို့ရဲ့အကြံသာအောင်
မြင်သွားရင်ငကားရောသူတို့ပါအဆင်ပြေသွားမှာမို့အားလုံးကသဘောတူလိုက်ကြပါတယ်တီချရဲ့အကြံထဲမှာတိမ်တွေကိုသုံးဖို့အဆင်မပြေတာကြောင့်ဘာသုံးရမလဲဆိုတာကိုသူတို့စဉ်းစားနေကြပါတယ်နောက်ဆုံးမှာတော့မော်ကာထားဖော်ဆက်တုံးကထွက်လာတဲ့တဲတွေကိုမြင်ပြီးတဲအိတ်လုပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်အာကိုကရေခဲဆက်ဝိုင်းတေးသေးလေးတွေဆွဲပြီးတဲအိတ်ဖြစ်သွားအောင်လုပ်ခိုင်းပါတယ်သူကတော့တဲအိတ်ကိုခိုင်ခန့်အောင်ဘယ်လိုလုပ်ရမလဲစဉ်းစားနေပါတယ်ကိုတော့အနောက်ရှက်မဖြစ်အောင်ဒီအတိုင်းပဲထိုင်နေဖို့ပြောလိုက်ပါတယ်အဲ့ဒီလိုနဲ့မော်ဆက်ဝိုင်းတွေကိုဆွဲနေကြပြီးအဝေးကနေကြည့်နေတဲ့ကိုလည်းလေထဲမှာပုံကျန်းဆွဲရမယ်ဆိုတာကိုသိသွားလို့ကိုယ်တိုင်စမ်းသပ်ကြည့်နေပါတယ်မိုးလင်းချိန်ရောက်တဲ့အထိအာကာတိုဟာတဲအိတ်ကိုခိုင်ခန့်စေမဲ့မော်ကိုစဉ်းစားလို့မရဖြစ်နေပါတယ်အာကာတိုကအဲ့ဒါကိုစဉ်းစားနေချိန်မှာကိုကတော့မီးမန်းကိုတည်ငြိမ်အောင်လုပ်နိုင်သွားပါတယ်အရင်ကမီးကိုတည်ငြိမ်အောင်မလုပ်နိုင်ခဲ့လို့ဘယ်လိုလုပ်လိုက်တာလဲဆိုပြီးအာကာတိုကမေးလိုက်ပါတယ်အချိန်ချင်းလေ့ကျင့်လိုက်တာလို့ကိုကပြန်ဖြေပါတယ်ဘသူကများအဲ့ဒီလောက်အချိန်ချင်းလေ့ကျင့်မှလဲလို့အာကာတိုကပြောရင်းအချိန်ချင်းဆိုတဲ့စကားလုံးကြောင့်တစ်ခုခုကိုသူသဘောပေါက်သွားပါတယ်အဲ့ဒီလိုနဲ့မနေ့ရောက်တော့အစီအစဉ်ဆွဲတာပြီးသွားလို့အကုန်လုံးနှစ်ဖွဲ့ခွဲပြီးငကားကြီးစီကိုပြေးသွားကြပါတယ်အဲ့ဒီနောက်နေရာတီးတီးမှာတတ်မှတ်ထားတဲ့စက်ဝိုင်းတွေကိုဆွဲပြီးအစီအစဉ်စောက်ဖို့အချင်းချင်းအချက်ပြလိုက်ကြပါတယ်အဲ့ဒီနေရာတွေကနေပောက်ကွဲသွားပြီးတဲအိတ်တွေအဖြစ်ပြောင်းသွားပါတယ်တီချာတို့ကနောက်ထပ်နှစ်ခုကိုပါထပ်ပောက်ကွဲစေပြီးကြီးမားတဲ့တဲအိတ်ကြီးကိုဖန်တီးလိုက်ပါတယ်တဲအိတ်တွေကိုငကားကြီးကတတိထားမိသွားတဲ့အချိန်မှာတဲအိတ်ခိုင်ခန့်နေအောင်အာကိုကပုံစံမပြတ်စေတဲ့မော်နဲ့ဝင်းရံလိုက်ပါတယ်ချအချင်းပဲငကားကြီးကတဲအိတ်ကြီးပေါ်ကိုရောက်သွားပါတယ်နှွေးထွေးပြီးအိတ်ချင်စရာကောင်းတဲ့အနေထားကြောင့်ငကားကြီးကတဲအိတ်ပေါ်မှာလဲကျပြီးအိတ်ပျော်သွားပါတယ်ဒါကိုသူတို့ကငကားကူရှင်လို့နာမည်ပေးပြီးငကားအိတ်သွားတဲ့အတွက်အာကာတိုကတက်ပြင်းချလိုက်ပါတယ်သူအရင်ကတည်းကမက်ချင်နေတဲ့အိမ်မက်ကအခုတော့လက်တွေ့ဖြစ်လာပြီးထင်တယ်လို့တီချာကပြောနေပါတယ်အားလုံးကလေထဲကမော်ဆက်ဝိုင်းကိုမော်ကြည့်နေကြပေမဲ့ဘယ်သူမှတော့နားမလည်ကြပါဘူးတစ်ဖက်မှာလည်းကွေဖီးကကိုတို့ထွက်သွားတဲ့လမ်းကြောင်းစီကိုရောက်လာပါတယ်လမ်းကပုံမှန်မဟုတ်ပဲတန်တရားဖြစ်เสียရှိနေတယ်လို့ကောင်းလေးကပြောပါတယ်မျက်နှာဖုံးစွန်းတဲ့လူကခြေရခံနိုင်တယ်လို့ပြောပြီးအုတ်ခဲကိုလှည့်လိုက်တော့မော်ဆက်ဝိုင်းထွက်လာပါတယ်မော်ဆဝိုင်းပွင့်လာပြီးကောင်လေးကိုမတင်လိုက်တဲ့အချိန်ကောင်းကင်ကနေအပေါက်ကြီးတစ်ခုပေါ်လာပါတယ်အဲ့ဒီအချိန်မှာသူတို့စီကိုငကားရောက်လာပြီးတိုက်ခိုက်လို့အာကာတိုနဲ့ကို6ထဲကိုပြုတ်ကျသွားပါတယ်ငကားစားခံရတော့မဲ့အချိန်လေးမှာပဲသူ့ကိုကွေဖီးကလာကယ်လိုက်ပါတယ်ကွေဖီးကငကားကိုလေပေါ်ရောက်သွားအောင်ရိုက်ထုတ်လိုက်ပြီးမော်ကာထာကိုရွတ်လိုက်ပါတယ်အဲ့ဒီနောက်ရေလုံးကြီးထွက်လာပြီးအလွန်ကြီးမားတဲ့ငကားကြီးပုံစံပြောင်းသွားကတကယ်ငကားကြီးကိုကိုက်ချလိုက်ပါတယ်အဲ့ဒီလိုကိုက်ချလိုက်လို့ငကားကြီးအောက်ကိုပြုတ်ကျပြီးသတိမေ့သွားပါတယ်ဘလို့ရောက်လာတာလဲလို့တီချာတို့ကမေးလိုက်ပါတယ်သူတို့နေရာကိုအကြာကြီးရှာလိုက်ရတယ်လို့ပြောရင်းကိုရောဘယ်မှာလဲဆိုပြီးကွေဖီးကပြန်မေးပါတယ်အဲ့ဒီအချိန်ကိုကတားမြင့်မော်ဆရာနဲ့တွေ့နေပြီးဒီနေရာကြီးကကိုရဲ့မော်ပညာတိုးတက်လာဖို့သူဖန်တီးထားတာလို့ပြောပါတယ်အချိန်ကျရင်ကွေဖီးမတင်ပေးတာတွေကိုသူတင်ပေးမယ်လို့လည်းဆိုပါတယ်လက်ရှိမှာတော့ကိုပြန်ရောက်လာပြီးတားမြင့်မော်ဆရာကတခုခုလှုပ်လိုက်သေးလားလို့ကွေဖီးကမေးပါတယ်ခေါင်းနဲ့မူးသွားတာပါလို့သူကပြန်ပြောလိုက်ပါတယ်ပြီးတော့ဘေးနားကလူတွေကိုကြည်ရင်သူ့ကြောင့်အားလုံးဒုက္ခရောက်ရလို့ဆိုပြီးတောင်းပန်လိုက်ပါတယ်ကိုနဲ့အာကိုကအခန်းတစ်ခန်းထဲမှာစာတူလုပ်နေရပေမဲ့ကိုစူညံနေတာကြောင့်အာကိုကအာယုံဆိုင်လို့မရဖြစ်နေပါတယ်ဒါကြောင့်အပြင်ကိုထွက်လာခဲ့ပြီးတိတ်ဆိတ်တဲ့ကွင်းပြင်တစ်ခုစီရောက်သွားပါတယ်သူကမော်ဆဝိုင်းကိုပုံဖော်ပြီးဆွဲလိုက်တဲ့အခါအလင်းတန်းလေးထွက်လာပေမဲ့အားနေပြီးတည်ငြိမ်မှုမရှိဖြစ်နေပါတယ်အဲ့ဒီအလင်းတန်းနားမှာငှက်တကောင်ရောက်လာပါတယ်ငှက်ကလေးကြောင့်မကြခင်မှာငှက်ပေါက်လေးတွေမွေးတော့မယ်ဆိုတာကိုသူသိလိုက်ရပါတယ်ကိုကတော့မော်ဆဝိုင်းဆွဲတဲ့နေရာမှာအခက်တွေ့နေပါတယ်ဒီအကြောင်းတွေကိုစဉ်းစားလေးပို့ပြီးစိတ်တက်ကြလေးဖြစ်လာလို့ဆက်မတွေးတော့ပဲပို့ကြိုးစားဖို့ပဲဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ဘာမှမထူးခြားတာကြောင့်အိမ်ငိုက်နေတဲ့ကိုနားကိုကွေဖီးရောက်လာပါတယ်အာယုံတွေများပြီးစိတ်မငြိမ်မသက်ဖြစ်နေတဲ့ကိုသူနဲ့ခဏလောက်လိုက်ခဲ့ဖို့ကွေဖီးကခေါ်လိုက်ပါတယ်အဲ့ဒီလိုနဲ့မိဖို့ချောင်တဲကိုရောက်သွားတော့ကွေဖီးကကြက်ဥတစ်လုံးကိုယူလာပြီးကိုအရင်စမ်းကြည့်ခိုင်းပါတယ်အရသာရှိမဲ့ပုံပဲလို့ပြောတော့ဒီဥကလွန်ခဲ့တဲ့နှစ်ကတည်းကတင်ထားတာလို့ဆိုပါတယ်မော်တာစီကြောင့်အခုထိလက်ဆက်နေတာဖြစ်ပေမဲ့ကိုကတော့လန့်ပြီးတုံသွားပါတယ်ကွေဖီးကကြက်ဥကိုမီးပူချိန်ညီနဲ့ကြက်အောင်လုပ်ခိုင်းပါတယ်ကိုလည်းတင့်တော်တဲ့မီးမော်ဆက်ဝိုင်းကိုဆွဲပြီးကြက်ဥကိုမီးပေါ်တင်လိုက်တော့မီးကငြိမ်းသွားပါတယ်ကြက်ဥကလေးနေတာမဟုတ်ပဲမော်တင်ဂီတာတွေကိုတေချာဆွဲဖို့ပြောလို့ပြန်ဆွဲကြည့်တော့လဲမီးကအရန်ပြင်းနေပြန်ပါတယ်အဲ့ဒီလိုနဲ့ကိုကအချိန်ချင်းလေ့ကျင့်ပြီးတဲ့နောက်မှာတော့အနေတော်မီးမော်နဲ့ကြက်ဥကိုကြက်အောင်လုပ်နိုင်သွားပါတယ်။ကွေဖီးလည်းကြက်ဥကိုခွဲကြည့်ပြီးအနေတော်ပဲလို့မှတ်ချက်ပေးပါတယ်။ကိုကအခုထိအိမ်ငိုက်နေတုန်းလားလို့မေးရင်သူ့အကျွမ်းကျင်ဆုံးကရေမော်ဖြစ်တဲ့အကြောင်းကွေဖီးကပြောပြပါတယ်။သူကရေကူးရတာကြိုက်တဲ့အပြင်စေးကြောရတဲ့တာဝန်တွေကိုယူကျင်တာကြောင့်ရေမော်ကိုပို့ပြီးလေ့ကျင့်ခဲ့ရတာလို့ဆိုပါတယ်။ကိုလည်းမော်ပညာတိုးတက်ချင်ရင်မော်စွမ်းရင်ကိုနေ့စဉ်ဘဝနဲ့ပေါင်းဆက်ပြီးသုံးဖို့အကြံပေးပါတယ်။အဲ့ဒီအချိန်မှာတီချာတို့လည်းမိဖို့ကြောင့်နဲ့ရောက်လာကြပြီးနေ့လယ်စာချက်တာကိုဝိုင်းကူပေးကြပါတယ်ဟင်းချက်တာကိုဝိုင်းကူပေးကြပေမဲ့မော်သုံးရမယ့်အပိုင်းတွေကိုတော့ကိုပဲလုပ်ခိုင်းပါတယ်နေ့လယ်စာဟင်းတွေရပြီဖြစ်လို့အပြင်ထွက်ပြီးစားကြရအောင်လို့ပြောတော့ကွေဖီးကလည်းသဘောတူပြီးအထုပ်တွေသွားယူပါတယ်ကိုကအာကာတိုကိုလိုက်ခဲ့ဖို့ခေါ်ပေမဲ့အလုရှုပ်နေရင်စားမှာမဟုတ်ဘူးလို့ပြောပြီးမလိုက်တော့ပါဘူးအဲ့ဒီအချိန်မှာအပြင်မှာမိုးရွာလာတာကြောင့်သူတို့ရဲ့အပြင်ထွက်စားမယ့်အစီအစဉ်ပြတ်သွားပြီလို့ထင်နေကြပါတယ်အဲ့ဒီအချိန်လေးမှာပဲကွေဖီးရောက်လာပါတယ်ငါတို့ကမော်ဆရာတွေပဲဒီလောက်မိုးရွာတာကိုဂယုစိုက်เสียမလို့ဘူးလို့သူကပြောလိုက်ပါတယ်အဲ့ဒီလိုနဲ့ကွေဖီးတို့ကတရားအောက်မှာနေလေစားနေကြပြီးကောင်လေးကလည်းပူပေါင်းတွေကိုမှုတ်ဆော့နေပါတယ်စားတောက်နေလုံးရုတ်တရက်မိုးတိတ်သွားပြီးနေထွက်လာလို့ကိုကအာကာတိုကိုသွားခေါ်လိုက်အောင်မယ်လို့ပြောပြီးထွက်သွားပါတယ်
အလုတ်ယုံနာကိုရောက်တော့နှစ်ယောက်သားလမ်းလျှောက်သွားရင်ကိုလည်းမရင်းနှီးတဲ့လူတစ်ယောက်နဲ့တွားဆုံပါတယ်မင်းကဘသူလဲလို့ဟိုလူကမေးတော့အချိန်မီရောက်လာတဲ့ကွေဖီးရဲ့နောက်ကိုပုံလိုက်ပြီးသူကကွေဖီးရဲ့တပည့်ပါလို့ပြန်ဖြေပါတယ်ကွေဖီးမှာတပည့်တွေအများကြီးရှိတယ်ဆိုတော့ဟိုလူကတန်တရားဖြစ်သွားပြီးသူကတားမြစ်မော်ဆရာနဲ့ပတ်သက်သူလို့ကွေဖီးကရှင်းပြလိုက်ပါတယ်အဲ့ဒါကြောင့်လဲအော်ရိုကီတို့ကကိုရဲ့လက်ကိုဆွဲပြီးမော်စစ်စီရဲ့အဖွဲ့စီကိုခေါ်သွားဖို့လုပ်ပါတယ်ကွေဖီးလဲရေးမော်ကိုတုံးပြီးတားလိုက်ကတငယ်ချင်းဖြစ်နေရင်တောင်မှကိုကိုခေါ်သွားခွင့်မပေးနိုင်ဘူးလို့ပြောလိုက်ပါတယ်အော်ရိုကီတို့ကလည်းသူကဘသူမို့လို့လဲလို့မေးတော့ကွေဖီးကရှင်းပြမယ်အထဲကိုအရင်ဝင်ခဲ့လို့ခေါ်လိုက်ပါတယ်ကွေဖီးကကိုအကြောင်းရှင်းပြပြီးတော့သူ့နာမည်ကအော်ရိုကီတို့ဖြစ်ပြီးအလုတ်ယုံရဲ့ကိစ္စတွေကိုတာဝန်ယူရသူဖြစ်ပါတယ်မော့အဖွဲ့စည်းရဲ့အလုတ်ယုံကအဝေးမှာရှိနေတာကြောင့်ပြဿနာတွေမတက်အောင်နဲ့လှုပ်ဝက်ထားတဲ့အရာတွေမပေါက်ကြအောင်စောင့်ကြည့်ရမှုလို့ခေါ်တဲ့သူတွေကိုခန့်အပ်ထားရတာဖြစ်ပါတယ်တကယ်လို့သူသားကိုရဲ့မှတ်ဉာဏ်တွေကိုဖျက်လိုက်မယ်ဆိုရင်တားမြစ်မော်အကြောင်းရောသူ့အမေအကြောင်းကိုပါမှတ်မိတော့မှာမဟုတ်ပါဘူးအားလုံးကလည်းတားမြစ်မော်စာအုပ်ကိုရှာဖို့အတွက်သူ့ကိုမော်စစ်စေးရဲ့အဖွဲ့စီအလိုက်ရင်ရတာပဲလို့အော်ရိုကီတို့ကပြောပါတယ်မော်လောကအကြောင်းကိုမသိသေးတဲ့သူတွေကိုအလုတ်ယုံကတာဝန်ပေးလိုက်တာနဲ့တပြိုင်နက်မော်အကြောင်းစုံစမ်းရပြီးတည်သွားတဲ့သူတွေကိုလည်းမှတ်ဉာဏ်ဖြတ်ပြရတာဖြစ်ပါတယ်သူတို့မှာတန်ရောစင်မရှိတာကြောင့်ကိုသာသူတို့လက်ထဲအလိုက်ရင်မော်ပညာကိုသဘောကျတဲ့ခံစားချက်တွေကိုပါဖျက်ဆီးပစ်ကြမှာပါကိုကလိမ္မာတဲ့ကလေးတစ်ယောက်ဖြစ်ပြီးမော်ပညာကိုချစ်မြတ်နိုးသူမို့မော်သုံးရင်ဒုက္ခရောက်သွားရင်ကိုရောသူပါပြစ်ဒဏ်ခံရမယ်လို့ကွေဖီးကတွေးပူနေပါတယ်အော်ရိုကီတို့ကလည်းခမည်းသဘောကျတယ်လို့သာလုပ်ပါတော့လို့ပြောလိုက်ပြီးတခုခုထူးခြားရင်တော့သတင်းပို့ရမှာဖြစ်ကြောင်းနဲ့ဒါကသူ့ရဲ့တာဝန်ဖြစ်တယ်လို့ပြောပါတယ်ကွေဖီးကလည်းကိုဟာစမ်းသက်ချက်ကိုအောင်မြင်ပြီးတပည့်တစ်ယောက်ဖြစ်လာမှမို့စိတ်အေးထားဖို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီနောက်ရေချိုးပြီးသွားတဲ့ကိုကကောင်လေးကိုလိုက်ရှာနေပါတယ်အဲ့ဒီအချိန်ကောင်လေးကသူ့နားရွက်မှာဟာနဲ့တက်ပြီးအခန်းတိုင်းကိုရှောက်ဝင်နေပါတယ်အဲ့ဒါကအော်ရိုကီရဲ့အခန်းဖြစ်ပြီးတကားခောက်ရင်ကျိန်စာတက်မယ်လို့ရေးထားတာကြောင့်တကားမခောက်ပဲအထဲကိုဝင်သွားတာပါကောင်လေးကိုရှာနေတဲ့ကိုကခေါင်းမပြရသေးလို့စပင်တွေရှုပ်သွားနေပါတယ်တကားမခောက်ဖို့ပြောတာကမဝင်ဖို့ပြောတာလို့အော်ရိုကီတို့ကရှင်းပြနေပါတယ်ကောင်လေးကိုလည်းအပြင်ပြန်ထုတ်ပေးလိုက်ပါတယ်အဲ့ဒီနောက်ကိုရဲ့ဆိုနေတဲ့စပင်တွေကိုလည်းမော်နဲ့ခြောက်သွားအောင်လုပ်ပေးလိုက်ပါတယ်တကားဖွင့်ထားမိတာသူ့မမို့အခုထွက်သွားတော့လို့ပြောလိုက်ပါတယ်ဒါပေမဲ့တီချာရဲ့မီးလင်းနေတဲ့မော်ဆက်ဝိုင်းကသူ့ကိုပထမဦးဆုံးမော်ပညာကိုချစ်မြတ်နိုးလာအောင်လုပ်ပေးခဲ့တာလို့ကိုကပြောပြပါတယ်ဒီအလင်းတန်းလေးတွေကသူ့ရဲ့အချစ်ဦးလို့ပြောရင်တယောက်တည်းအရန်ကိုသဘောကျနေပါတယ်နောက်ထပ်အလင်းတန်းလေးခုထွက်လာတာကြောင့်ငငယ်ကလေးကသူ့မှာမော်စွမ်းအင်တွေရှိနေတယ်လို့ခံစားခဲ့ရကြောင်းပြောပြပါတယ်ဝမ်နေဖို့ကောင်းတဲ့အမှတ်တရတစ်ခုဖြစ်နေပေမဲ့ဒီမော်ကသူ့ကိုအိမ်မက်တွေအများကြီးမက်စေခဲ့ပါတယ်အဲ့ဒါကြောင့်အော်ရိုကီကိုရင်ထဲကနေကျေးဇူးတင်ပါတယ်လို့ပြောလိုက်တော့ခဏလောက်ငြိမ်သွားပေမဲ့အခန်းထဲကနေမောင်းထုတ်ခံလိုက်ရပါတယ်ကိုကြောင့်ကွေဖီးလောက်ရက်ကမှန်းနေဆိုတာကိုအော်ရိုကီလည်းခံစားမိသွားပါတယ်နောက်နေ့ရောက်တော့လဲမိုးကမတိတ်သေးပဲဆက်ရွာနေပါတယ်ကိုကသူနဲ့တူအခန်းထဲမှာစာလုပ်ဖို့ခေါ်ပေမဲ့အာကာတိုကတော့ညင်းလိုက်ပါတယ်ကိုမရှိတော့ပေမဲ့မိုးတန်နဲ့လေတိုက်တန်တွေကြောင့်အာကာတိုကအာယုံဆိုင်လို့မရဖြစ်နေပါတယ်ဒါပေမဲ့အာကာတိုကစူညံနာကိုပဲလေ့ကျင့်မှုတစ်ခုလိုသဘောထားပြီးမော်ဆက်ဝိုင်းကိုအာယုံဆိုင်ဆွဲလိုက်တာကြောင့်သူလေ့ကျင့်နေတဲ့အလင်းတန်းကတီတီငင်ငင်ဖြစ်သွားပါတယ်တစ်ဖက်မှာကွေဖီးစီကိုလူတစ်ယောက်ကအကူအညီလာတောင်းနေပါတယ်အကြောင်းရင်းကတော့ယထာလမ်းပေါ်ကတရားကျိုးကျသွားအားလို့ပါယထာပေါ်မှာလည်းရွာသားတွေပိတ်မိနေတဲ့အတွက်အမြန်လိုက်သွားဖို့လုပ်နေတဲ့ကွေဖီးကိုသူပါလိုက်ခဲ့မယ်လို့အာကာတိုကပြောပါတယ်အနောက်ရှက်မဖြစ်စေရပါဘူးအတုံးဝင်စေရမယ်လို့ယုံကြည်နဲ့ပြောလိုက်ပါတယ်အရင်တစ်ခေါက်တရားကျိုးလို့အကူအညီလာတောင်းတဲ့သူတွေစီကိုလိုက်သွားဖို့အာကာတိုကပြောတော့အဲ့ဒီနေရာမှာမရင်းနှီးတဲ့သူတွေရှိနေနိုင်လို့မော်သုံးဖို့ခက်ခဲလိမ့်မယ်လို့ကွေဖီးကပြောပါတယ်ဒါပေမဲ့သူကအကြိမ်ကြိမ်လေ့ကျင့်ထားလို့အဆင်ပြေမှာပါလို့ပြန်ပြောပါတယ်အဲ့ဒီအချိန်အော်ရိုကီအောက်ဆင်းလာပြီးသူအရင်သွားနေမယ်အာကာတိုကိုပါခေါ်သွားမယ်လို့ပြောလိုက်ပါတယ်ဒါကြောင့်ကိုလည်းလိုက်ဖို့လုပ်နေပြီးအော်ရိုကီကကွေဖီးကိုစောင့်နေဖို့ပြောပါတယ်အော်ရိုကီစိတ်ပူနေတာကအာကာတိုမဟုတ်ပဲသူ့ရဲ့လောလောဆယ်စိတ်အခြေအနေကိုဖြစ်ပါတယ်။အော်ရိုကီနဲ့အာကာတိုကအကူအညီတောင်းတဲ့သူနောက်ကိုလိုက်သွားရင်းမြင်နေရတဲ့တစ်ပင်သားကိုရောက်သွားပါတယ်။ရေတွေအရန်စီးကြနေလို့ဒုက္ခရောက်နေချိန်ကယ်ဆယ်ရေးမော်ဆရာတွေရောက်လာပြီလို့ရွာသားတွေကအော်ပြောလိုက်ပါတယ်။အော်ရိုကီကအာကာတိုကိုမော်လက်ဆုပ်ပေးလိုက်ပြီးလူတွေရဲ့အဝတ်တွေကိုချောက်အောင်လုပ်ဖို့နဲ့နောက်ထပ်အမိန့်ကိုစောင့်ဖို့ပြောပါတယ်။အာကာတိုကိုမလောဖို့နဲ့ဒီနေရာမှာမော်ကိုဘာအတွက်သုံးထားလဲဆိုတာကိုတေချာစဉ်းစားဖို့မှာသွားပါတယ်။အာကာတိုကတော့သူ့ကိုကလေးလိုထင်နေသေးလို့တိတ်မကျေနပ်ဖြစ်နေပါတယ်။အဲ့ဒီအချိန်ကိုတို့ကဝင်ပေါက်နားကိုရောက်လာပါတယ်။ကွေဖီးကဓာတ်တလက်ကိုထုတ်ပြီးမြေကြီးပေါ်စိုက်ချလိုက်တော့ရေတွေကသူတို့ကိုကွင်းပြီးစီးသွားပါတယ်။အော်ရိုကီကလှဲထဲမှာရှိနေတဲ့ကိုကိုကဲထုတ်သွားပါတယ်။လှဲထဲမှာကြံနေသေးတဲ့ကလေးတစ်ယောက်ကိုကဲပြီးတဲ့နောက်ကွေဖီးလည်းအပေါ်ကိုပြန်တက်လာပါတယ်။ကောင်လေးကလှဲထဲကကုန်ပစ္စည်းတွေကိုထုတ်ဖို့လုပ်ရင်းပိတ်မိနေတာဖြစ်ပြီးရွာသားတွေကမော်ဆရာကိုကျေးဇူးတင်နေကြပါတယ်။အဲ့ဒီအချိန်ဆက်စုတက်တဲ့တပည့်လေးတွေကဓားကိုကင်ကြည့်နေပါတယ်ဒီဓားကအဝိုင်းပုံစံရှိပြီးတေးစေနိုင်တဲ့အမတ်သားတွေပါနေပါတယ်သမုတ်တရားကိုတော့လမ်းလွဲနိုင်တဲ့အစွမ်းရှိပါတယ်ဒီလက်နက်ကအရန်အန်တရယ်များလို့လောလောဆယ်ကင်ခွင့်မပေးသေးဘူးလို့ကွေဖီးကပြောပါတယ်အော်ရိုကီကမြစ်အပေါ်ပိုင်းကိုတွားကြည့်အောင်မယ်ပြောတော့ကွေဖီးကအောက်ပိုင်းကိုတွားကြည့်မယ်လို့ဆိုပြီးတီချာနဲ့ဝေချန်ကိုလည်းခေါ်သွားပါတယ်ကြံနေတဲ့လူတွေကိုကူညီပေးနေရင်ကျေးဇူးပါဆုံးမလေးလို့ပြောတော့ကိုကရှက်သွားပါတယ်
အဲ့ဒီအချိန်ကောင်လေးကကန်းဆက်မှာတင်နေတဲ့ပစ္စည်းတွေကိုယူဖို့ကန်းဆက်ကတစ်ပင်ကြီးကိုကျိုးနဲ့ချီပြီးဆင်းသွားပါတယ်ရုတ်တရက်တစ်ပင်ကြီးကအောက်ကိုကျိုးကျသွားပြီးကောင်လေးအပေါ်ကိုပြီးသွားပါတယ်ရွာသားတွေကကောင်လေးတေးပြီးထင်ပြီးလိုက်ခုန်ချဖို့လုပ်နေတာကိုဝိုင်းတာနေရပါတယ်အောက်မှာတော့ကောင်လေးကကြောက်တုံးနဲ့ကွယ်နေလို့မသေးသေးပါဘူးကိုကတော့တဝက်တစ်ပြက်အနေထားနဲ့ဖြစ်နေပါတယ်ရွာသားတွေကအောက်မှာရှိနေတဲ့ကောင်လေးကိုကယ်ပေးဖို့အာကာတိုကိုအော်ပြောနေပါတယ်ဒါဟာအာကာတိုအတွက်အခွင့်အရေးကြီးတစ်ခုဖြစ်ပေမဲ့အခြေအနေကတော်တော်လေးခက်ခဲနေပါတယ်။ကောင်လေးကိုကယ်ဖို့ဘာလုပ်ရမလဲဆိုပြီးစဉ်းစားနေပါတယ်။သူ့ကိုအမြန်ကယ်ပေးပါဆိုတဲ့စကားတွေကြောင့်အာကာတိုခေါင်းရှုပ်လာပြီးအတိတ်ကအိမ်မက်ဆိုးတွေစီပြန်ရောက်သွားပါတယ်။ရုတ်တရက်ထွက်လာတဲ့ကိုရဲ့အတန်ကြောင့်တတိပြန်ဝင်လာပြီးကောင်လေးကိုကယ်ချင်လွန်းလို့ပြာရခတ်နေတဲ့ကိုမြင်တော့အော်ရိုကီပြောခဲ့တာကိုပြန်တတိရသွားပါတယ်။ကိုရှိနေတဲ့နေရာကိုတော့ရေလိုင်းတွေကဖြတ်မသွားပါဘူး။ဒါပေမဲ့အောက်မှာရှိနေတဲ့ရေတွေကအပေါ်ကိုတက်မလာပါဘူး။ကောင်လေးကတော့ကြီးမားတဲ့ကြောက်တုံးကြီးအောက်မှာပြနေပြီးစာရွက်တွေလည်းရေးဆိုးနေပါတယ်။တစ်ဖက်မှာလည်းမော်စစ်စေးရဲ့အဖွဲ့စီကိုရေကြီးနေတဲ့အကြောင်းသတင်းပို့လိုက်လို့အဲ့ဒီနေရာကိုတွားကြည့်ဖို့လုပ်နေကြပါတယ်ကိုကအတန်မထွက်ပဲအမူအရာနဲ့အကူအညီလှမ်းတောင်းလိုက်ပါတယ်အခြေအနေကိုသဘောပေါက်သွားတဲ့အာကိုစီကိုပစ္စည်းတစ်ခုလှမ်းပစ်ပေးလိုက်ပြီးကိုကလည်းစာရွက်တွေကိုအချောက်ခံနေပါတယ်တာမန်လူတွေကမော်မတုံးတတ်တဲ့အတွက်မော်ဆရာတွေဟာအင်ဂျီလက်ပွားကြီးတွေအောက်မှာဖုံးကွယ်ပြီးမော်စဝိုင်းတွေကိုလွယ်ကူဆွဲလေးရှိပါတယ်ဒါပေမဲ့အခုမှတပည့်အစ်စ်လေးဖြစ်နေသေးတဲ့ကိုကတော့ဒါမျိုးမလုပ်နိုင်သေးဘူးဆိုတာကိုအာကိုကသိနေပါတယ်အဲ့ဒါကြောင့်တာမန်လူတွေကိုသူကအာယုံလွှဲပေးဖို့လုပ်ပါတယ်အချိန်လေ့ကျင့်ထားတဲ့အတွက်အလင်းတန်းလေးတွေထွက်လာပြီးလူတွေရဲ့အာယုံကိုဖန်ဆားထားလိုက်ပါတယ်လူတွေကိုအာယုံလွှဲထားတဲ့အချိန်မှာကိုကလှုပ်ရှားရမှာဖြစ်ပေမဲ့ကောင်လေးကကြောက်တုံးအောက်မှာရောက်နေတာမို့လေးမော်ဒါမှမဟုတ်မြေမော်ကိုသုံးမယ်ဆိုရင်တော့အန္တရာယ်များနေပါတယ်အဲ့ဒီအချိန်မှာကောင်လေးကသတိပြန်ရလာလို့ကိုကအခြေအနေကိုရှင်းပြနေပါတယ်ကောင်လေးကိုရှင်းပြနေရင်းနဲ့မှကိုကမော်သုံးဖို့အကြံတစ်ခုရသွားပါတယ်ရွာသားတွေကအာကာတိုကိုဒါပဲလုပ်တတ်တာလားလူကိုမကယ်နိုင်ဘူးလားဆိုပြီးပြောနေကြပါတယ်ရွာသားတွေကပဲစင်ကယ်တော့မယ်လို့လုပ်နေတော့ကိုတို့ကအပေါ်ကိုတက်လာပါတယ်အဲ့ဒီလိုနဲ့တပည့်အစ်စ်လေးကိုဟာကောင်လေးကိုအောင်မြင်ကယ်ထုတ်နိုင်ခဲ့ပါတယ်အောက်မှာရောက်နေတော့ကသူရမ်းကြောက်ခဲ့ရတဲ့အကြောင်းကိုအာကာတိုကိုတီးတိုးပြောပြနေပါတယ်ကိုတို့ကကြောက်တုံးကိုတဲအဖြစ်ပြောင်းသွားအောင်မော်သုံးပြီးလှုပ်ခဲ့တာပါလောလောဆယ်မှာကောင်လေးကိုမော်သုံးပြီးကယ်လိုက်နိုင်တဲ့အတွက်တစ်ချိန်ကြရင်သူ့အမေကိုလည်းကယ်နိုင်ရမယ်လို့ကိုကတွေးနေပါတယ်ရုတ်တရက်သူတို့ကိုကျိုးတွေကလာပတ်လိုက်ပါတယ်အဲ့ဒီလူတွေကတော့မော်စစ်စေးရဲ့အဖွဲ့ဝင်တွေပဲဖြစ်ပါတယ်မော်စစ်တီတွေကမော်ကိုဘသူတုံးလိုက်တာလဲလို့မေးပါတယ်မင်းတို့ကတားမြင့်မော်ဆရာတွေလားဆိုပြီးတော့လည်းထပ်မေးပါတယ်လူကိုကယ်ဖို့အတွက်မော်သုံးခဲ့ရတာပါလို့အာကာတိုကပြန်ရှင်းပြနေပါတယ်အောက်ဖက်မှာတော့ကိုတုံးခဲ့တဲ့မော်ကြောင့်ကန်ဆက်တစ်ခုလုံးတဲဖြစ်ပြောင်းသွားပါတယ်ကိုကကြောက်တုံးကိုပဲတဲဖြစ်အောင်လုပ်ခဲ့တာဖြစ်ပေမဲ့ကန်ဆက်တစ်ခုလုံးမှာတဲတွေဖြစ်သွားတဲ့အတွက်မော်စစ်တီတွေကကိုတို့ကိုတားမြင့်မော်သုံးတယ်လို့ဆွဆွဲပြီးမှတ်ညံဖြတ်ဖို့လုပ်နေပါတော့တယ်